မွန်ပြည်နယ်ဘီလူကျွန်းချောင်းစုံမြို့နယ်ကကြိုက်တမော့လက်စေရီတော်အကြောင်းကြိုက်တမော့လက်စေရီတော်ဟာဘီလူကျွန်းချောင်းစုံမြို့နယ်ကွယ်ရိုက်ဆန်ပြကျေးရွာမှာတည်ရှိပါတယ်။စေရီတော်သမိုင်းကိုပြောရမယ်ဆိုရင်မဟာတက္ကရာတရား11ခုနှစ်မှာမြတ်စွာဘုရားရှင်နဲ့နောက်ပါယဟန္တာတို့ဟာသူဝဏီဘူမိတို့ကြွချီလာပြီးရသေးတွေကိုစံတော်တွေပေးအပ်ချီးမြှင့်ခဲ့ရာတိလသုဒ္ဓအမည်ရှိတဲ့ရသေးတစ်ပါးကသူရရှိလာတဲ့စံတော်ဓာတ်တစုကိုမုံမြတ်တန့်စင်တဲ့ကျုပ်တွင်ဌာပနာသွင်းပြီးမြေမြတ်တနေရာမှာမြုပ်နှံသိမ်းဆည်းကိုးကွယ်ခဲ့ပါတယ်။အဲ့ဒီရသိကွယ်လွန်ပြီးနောက်နှစ်ကာလကြာမြင့်လာတဲ့အခါဆရာတော်ဦးရီတုတ်တူးဆောင်တဲ့ဆရာတပိတ်9ဦးကဓာတ်တော်ကျုပ်ကိုတွေ့ရှိခဲ့ကြပြီးအဲ့ဒီစံတော်ကိုဌာပနာပြီးညံတော်မြင့်18တောင်ရှိတဲ့စေတီတစုကိုတည်ထားကိုးကွယ်ခဲ့ပါတယ်။ထူထက်ကျစ်လက်တဲ့ကြောက်ပြားကြီးကိုထွင်းဖောက်ပြုပြင်ပြီးတည်ထားခဲ့တာကြောင့်ကြိုက်တမော့လက်စေတီတော်လို့ခေါ်ရင်ခဲ့ပါတယ်။ခေတ်ကာလကြာမြင့်လာတဲ့အတွက်စေတီတော်ယိုရင်းလာခဲ့ရာတက္ကရာ1285ခုနှစ်မှာဖျားတက်ကဦးမျိုးဦးဆောင်ကမကပြုပြီးစေတနာရှင်များပြည်သူကောင်းမှုနဲ့မူလစေတီတော်ကိုညံတော်မြင့်6တောင်မြင့်ပြီးဒုတိယအကြိမ်ပြန်လည်မွမ်းမံခဲ့ပါတယ်။အဲ့ဒီနောက်တက္ကရာ1320ပြည့်နှစ်မှာဝါကျောင်းဆရာတော်ဦးတမှုဆောင်ပြီးစေတီတော်ကိုညံတော်မြင့်မြင့်တင်တာတွေစေတီတော်အောင်ပတ်တော်ကိုမူလဆက်ဝိုင်းပုံစံကနေစူးလေစေတီတော်ပုံစံဖြစ်ပြောင်းလဲတည်ဆောက်ပြီးတတိယအကြိမ်ပြုပြင်မွမ်းမံခဲ့ပြန်ပါတယ်။တက္ကရာ1364ခုနှစ်တန်ခူးလဆန်း9ရက်နေ့မှာကွမ်ရရွာနေဦးမြတ်မွေးနဲ့ဒေါ်လာမေတို့ရဲ့သားရန်ကုန်မြို့နေဦးအောင်ကြည်သိန်းနဲ့ဒေါ်ဝင်းမြင့်မိသားစုကစေတီတော်ကိုညံတော်မြင့်မြင့်တင်တာတွေစေတီတော်အောင်ပတ်တော်ကိုရှင်းမြောက်ပုံစံကနေယနေ့ဦးမြော်ရတဲ့ဆက်ဝိုင်းပုံစံတို့ပြန်လည်ပြုပြင်ပြီးထီတော်တစ်တင်လူပူဇော်ခဲ့ပါတယ်။ကြိုက်တမော့လက်စေတီတော်ဟာအောက်ခြေဝင်း102တောင်ညံတော်မြင့်60တောင်ထိရှိလာခဲ့တာဖြစ်ပါတယ်။